အစိုးရဆက်ဆက်ပြည်တွင်းငြိမ်းချမ်းရရှိဖို့ကြိုးစားခဲ့ပေမဲ့လုံးဝအဆုံးသတ်အောင်မြင်တဲ့အထိမဆောင်ရနိုင်သေးပဲပြည်တွင်းပြည်ပသွေးထိုးနှှောက်ယှက်မှုတွေကိုနှှောက်ယှက်မှုတွေကြောင့်နှောင့်နှေးကြကြမှုတွေရှိနေသေးတာကျွန်တော်တို့အားလုံးအသိပဲဖြစ်ပါတယ်တကယ်တမ်းပြောရရင်ပြည်တွင်းငြိမ်းချမ်းရရှိဖို့ဆိုတာအဖြစ်ကရာဇေတစ်ခုတည်းကိုသာမကလက်နက်ကပရိပက္ခတွေဇိမြစ်ကိုပါဖြည့်ရှင်းနိုင်အောင်ကြိုးစားကြမှဖြစ်တဲ့အတွက်နိုင်ငံရေးနည်းလမ်းနဲ့သာဖြည့်ရှင်းပေးကြမှာဖြစ်ကြောင်းထပ်မံအသိပေးပြောကြားလိုပါတယ်။နေ့ကမတ်လ23ရက်နေ့မှာကျင်းပတဲ့မြန်မာစာမျက်နှာသစ်ဖိုရမ်မှာစစ်ကောင်ဆောင်မင်းအောင်လှိုင်ကမိန့်ခွန်းတစ်ခုပြောသွားပါတယ်။မြန်မာ narrative အဖွဲ့ကကြီးမှုတဲ့အဲ့ဒီပွဲမှာသူကဘာတွေပြောလဲဆိုတော့ပြည်ရင်းငြိမ်းချမ်းရေးရဖို့ဆိုတာတနက်ပြည့်ရုံနဲ့မရဘူး။နိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်းရမယ်တဲ့။စကလုံးတွေကတော့နားထောင်လို့ကောင်းပါရဲ့။ပြီးခဲ့တဲ့ဒီဇင်ဘာနဲ့ဇန်နဝါရီမှာလည်းသူတို့ကရွေးကောက်ပွဲဆိုတာကြီးကိုဟန်ပြလုပ်ခဲ့ပါသေးတယ်။ဒါကမ္ဘာအလယ်မှာငါတို့ကတော့နိုင်ငံရေးနည်းနဲ့အဖြေရှာနေပါတယ်လို့ဟန်ပြခြင်းလို့လုပ်ခဲ့ရုံသက်သက်ဖြစ်ပါတယ်။တကယ်လက်တွေ့မှာတော့သူပြောတဲ့စကားတွေနဲ့လောက်ရက်ကမိုးနဲ့မြေလို့ကွာခြားနေပါတယ်။ရွေးကောက်ပွဲပြီးလို့3လတော့မပြည့်သေးဘူး။တနိုင်ငံလုံးမှာလေရင်နဲ့ပုံကျဲတိုက်ခိုက်တာအကြိမ်ကြီး600ကျော်ရှိသွားပါပြီ။ဒီတိုက်ခိုက်မှုတွေကြောင့်လူပေါင်း900ကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်။ရခိုင်ပြည်နယ်ဟာယခုချိန်မှာဒီလေကြောင်းတိုက်ခတ်မှုအဆိုးအဝါဆုံးခံစားနေရတဲ့နေရာဖြစ်ပါတယ်။ဒါဟာလေကြောင်းတိုက်ခတ်မှုသက်သက်ကိုပဲရည်တွက်ထားတာပါ။ရွာတွေကိုစစ်ကြောင်းထိုးတာမီးရှို့တာလူတွေကိုပေါ်တာဆွဲပြီးတစားကန်အဖြစ်ဖမ်းခေါ်သွားတာတွေကိုထည့်တွက်မယ်ဆိုရင်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေဘယ်လောက်တော့ပျက်စီးဆုံးရှုံးနေရပြီလဲဆိုတာခန့်မှန်းကြည့်လို့တော့မရတော့ပါ